ဖယားတရားတန်ခါဒီသုံးခုဟာတရဏဒါဖြင့်တရဏခမနဆိုတာဘာလဲတရဏဂုံဆိုတာကြတော့ဘာကိုပြောတာတော့ဆိုအဲ့ဒီဖယားတရားတန်ခါတွေကိုယုံကြည်တဲ့စိတ်နဲ့ခုနကဒီအမှန်တရားကိုသိလို့တဲ့စိတ်ကောင်းကျိုးချမ်းသာတွေကိုဖြစ်ပေါ်စေတတ်တဲ့အမှန်တရားကိုသိလို့တဲ့စိတ်နဲ့ကိုးကွယ်တာဆိုလိုတာကဘုရားတရားတန်ခါကိုကိုးကွယ်စိတ်ကပ်လို့တဲ့တရားတွေပြဋ္ဌာန်းတဲ့စိတ်တုပ်ပတ်ကိုတရဏခမနတရဏဂုံလို့ခေါ်တာအဲ့တော့တရဏဂုံဆိုတာယုံကြည်ချက်နဲ့ကိုးကွယ်တဲ့စိတ်ဘုရားတရားတန်ခါပေါ်မှာယုံကြည်တဲ့စိတ်ကိုတရဏဂုံလို့ခေါ်တယ်လို့ဒီလိုမှတ်တရဏခမနဟောနောက်တစ်ခုကဘာသိရမလို့ဆိုလို့ရှိရင်အဲ့ဒီတရဏဂုံကိုကိုးကွယ်စိတ်ကပ်တဲ့ပုဂ္ဂိုလ်ကြတော့တရဏခတတရဏဂုံကိုကိုးကွယ်စိတ်ကပ်တဲ့ပုဂ္ဂိုလ်အဲ့ဒီစိတ်ထရှိတဲ့ပုဂ္ဂိုလ်ဘုရားတရားတန်ခါကိုယုံကြည်ပြီးတော့ကိုးကွယ်စိတ်ကပ်တဲ့ပုဂ္ဂိုလ်ကြတော့တရဏခတဟောတရဏရဲ့တရဏခမနရဲ့တရဏကတရဲ့ကိုယ်ွယ်စိကတ်သူသုံးခုအဲ့ဒီမှာတရဏကိုယ်ွယ်မှုတရဏဂုံဟာဘယ်နှမျိုးရှိတုံးဆိုလို့ရှိရင်လောကိယတရဏဂုံနဲ့လောကုတ္တရတရဏဂုံလို့အခြေခံအားဖြင့်ဒီလိုနှစ်မျိုးမှတ်လောကိယတရဏဂုံဆိုတာအနေနဲ့ဖျားပေါ်မှာယုံကြည်တဲ့တတ္ထာအဲ့ဒီယုံကြည်မှုကိုအခြေခံတဲ့တမ္မာဒိဋ္ဌိတတ္ထာနဲ့တမ္မာဒိဋ္ဌိတတ္ထာရဲ့တတ္ထာကိုအခြေခံတဲ့တမ္မာဒိဋ္ဌိရဲ့အဲ့ဒါကိုဒါလောကိယတရဏဂမနလို့ခေါ်တယ်လောကုတ္တရကြတော့သစ္စာလေးပါးကိုမြင်သွားပြီဘုရားတရားတန်ခါပေါ်မှာဘယ်တော့မှမပြောင်းလဲတဲ့ယုံကြည်ကိုးကွယ်မှုကိုဒါလောကုတ္တရာတရဏဂုံလို့ခေါ်တယ်နော်လောကုတ္တရာတရဏဂုံလို့ခေါ်တယ်အဲ့ဒီမှာလောကီတရဏဂုံလောကုတ္တရာတရဏဂုံဆိုတဲ့အထက်မှာလောကီဒီလောကုတ္တရာတရဏဂုံဆိုတာတော့ခိုင်မြဲသွားပြီပေါ့တကယ့်ကိုဓမ္မစက္ခုတရားမျက်စိရသွားတဲ့ပုဂ္ဂိုလ်တွေသောတာပန်သဂရဂနာဂယန္တာဖြစ်သွားပြီဆိုလို့ရှိရင်ဘယ်တော့မှမပြောင်းလဲတဲ့ပုဂ္ဂိုလ်ဒီပုရုဇဉ်တွေလောကီတရဏဂုံဆိုတာတော့ပြောင်းလဲနိုင်တယ်အခုဗုဒ္ဓဘာသာဖြစ်ပေမဲ့တော့ကြတခြားဘာသာဝင်ဖြစ်ချင်းဖြစ်သွားနိုင်တယ်နော်ယုံကြည်ချက်တွေဟာပြောင်းလဲနိုင်တယ်ကိုယ်ွယ်မှုတွေလည်းပြောင်းလဲနိုင်တယ်ပေါ့အဲ့ဒီမှာတရဏဂုံအမျိုးအစားနဲ့ပတ်သက်ပြီးတော့မှတ်သားဖို့ရှိတယ်တရဏဂုံတည်ဖို့ဆိုတာတရဏဂုံအမျိုးအစား၄မျိုးရှိတယ်တဲ့ပါဠိလိုနံပါတ်1ကအတ္တတဏ္ဏိယတနာအတ္တတဏ္ဏိယတနာဆိုတာမိမိကိုယ်ကိုဘုရားတရားတန်ခါသို့အနှင်းခြင်းအတ္တနာဗုဒ္ဓသနေယတေမိငါရဲ့ဘဝငါခန္ဓာကိုယ်ဘုရားအနှင်းပါတယ်လို့ဆိုရင်အတ္တတဏ္ဏိယတနာကိုအနှင်းပြီးတော့ကိုးကွယ်တဲ့တရဏဂုံကိုအတ္တတဏ္ဏိယတနာတရဏဂုံလို့ခေါ်တယ်နောက်တစ်ခုကတပ္ပရာယနတာပါဠိလိုတပ္ပရာယနတာပရာယနဆိုတာလဲလျောင်းရဆိုတာဖះမတပါအာကိုရမရှိဘူးဖះကိုပဲအာကိုပါတယ်လို့အဟံဗုဒ္ဓပရာယနောငါသည်ဖះပေါ်မှာသာအာကိုတယ်တခြားကိုအာမကိုဘူးဓမ္မပရာယနောတရားသာလင်အာကိုရရှိတယ်တခြားကိုအာမကိုဘူးတန်ခါပရာယနောတန်ခါသာလည်းအာကိုရရှိတဲ့ခြားကိုအာမကိုဘူးလို့ဒီလိုဆောက်တည်တဲ့တရဏဂုံကြတော့တပ္ပရာယနာတာလို့ခေါ်တယ်နောက်တစ်ခုကတိတ္တဘာဝုပခမနတိတ္တဆိုတာတပြည့်ဘာဝဆိုတာအဖြစ်ဥပခမနဆိုတာကပ်ရောက်ခြင်းတပြည့်ခံခြင်းလို့ပြောတာနော်ဖရာရဲ့တပြည့်ဘုသူရဲ့တပြည့်တုံးဆိုဖရာတပြည့်ဓမ္မဗုဒ္ဓရဲ့တပြည့်ဓမ္မရဲ့တပြည့်သံဃာရဲ့တပြည့်ဆိုပြီးတော့တပြည့်အဖြစ်ခံယူတာအဲ့တော့ဗုဒ္ဓရဲ့တပြည့်အဖြစ်ခံယူလိုက်တာဒါတိတ္တဘာဝကမ္မနာတရဏဂုံလို့ခေါ်တယ်ဒီတရဏဂုံကိုဘယ်သူဆောက်တည်ခဲ့တာလဲလို့ဆိုလို့ရှိရင်ရှင်မဟာကတ္တဗလို့နောက်ပိုင်းမှာထင်ရှားကြော်ကြားတဲ့ပ
ပိပလိပုံနာတထေးကြီးကတိတ္တဘာဥပကမနာတရဏဂုံကိုဆောက်တည်ခဲ့တာသူကအဟံဗုဒ္ဓတအန္တေဝတိကောငါဖရာရဲ့တပည့်ပဲဘသူရဲ့တပည့်မှမခံဘူးငါဆရာဖရာပဲလို့ဒီလိုလက်ခံတာနောက်တစ်ခုကျတော့နောက်ဆုံးတစ်ခုကျတော့ပฏิပါဒပฏิပါဒဆိုတာလက်အုပ်ချီတာတို့ရှ िख ိုးတာတို့အယုသေးပေးတာဘယ်သူမှဘယ်ဖရာကိုမှလက်အုပ်ချီခြင်းအယုသေးပေးခြင်းရှ िख ိုးခြင်းဆိုတာမလုပ်ဘူးဒီဗုဒ္ဓဓမ္မသံဃာကိုသာလည်းလက်အုပ်ချီခြင်းအယုသေးပေးခြင်းရှ िख ိုးခြင်းလုပ်မယ်လို့ကိုယ်စိတ်ကိုဆုံးဖြတ်ထားပြီးတော့ကိုယ်ွယ်တာအယုသေးပေးတာဒါပฏิပါဒလို့ခေါ်တယ်အဲ့ဒီလိုပฏิပါဒလုပ်တဲ့အခါမှာအမျိုးမျိုးရှိသေးတယ်တရဏဂုံတီမတီဆိုတာ ਨੇ ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်ဖះကိုယုံကြည်ကိုးကွယ်တယ်ဆိုတဲ့နေရာမှာလတ်လပါလိုချင်လို့ဖះကိုကိုးကွယ်တာလားဆရာသမားဖြစ်လို့ဖះကိုကိုးကွယ်တာလားဆွေမျိုးတော်လို့ဖះကိုကိုးကွယ်တာလားအေးမကိုးကွယ်ဘူးဆိုရင်ပတ်ဝန်းကျင်ကကိုယ်ကဲ့ရဲ့ရှုတ်ချမှာမှုကြောက်လို့ကိုးကွယ်တာလားဒီလိုရှိတယ်အကယ်၍အဲ့ဒါလိုမဟုတ်ဘဲနဲ့မြတ်စွာဘုရားရဲ့ခုံတော်တွေကိုသိပြီးဩတကယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ပါပဲဆိုတဲ့ရည်ရွယ်ချက်နဲ့ကိုးကွယ်မှတရဏဂုံတည်တယ်တဲ့နော်တရဏဂုံယူပေမဲ့လို့ယူတိုင်းမတည်ဘူးလို့ဆိုတာဒက္ခိနေယတကယ်ကိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်တူအနေနဲ့ကိုးကွယ်မှတရဏဂုံတည်တယ်အေးဖះငါဆွေမျိုးပဲဆိုပြီးတော့ဆွေမျိုးကိုချစ်တဲ့စိတ်နဲ့ဖះကိုရှ िख ိုးလို့ရှိရင်ဒါတရဏဂုံမဟုတ်ဘူးကိုယ်အမျိုးကိုကဘာမသိညာမသိဒီဖះပဲကိုးကွယ်တယ်ဆိုတော့အမျိုးရိုးလိုက်မိယိုးဖလာပေါ့အဲ့လိုမိယိုးဖလာကိုးကွယ်ရင်လည်းပဲတရဏဂုံအစစ်မရဘူးညာတိကုလအာစာရဆရာအနေနဲ့ကိုးကွယ်လို့ရှိရင်လည်းပဲဟုတ်လားအာစရိယအနေနဲ့ကိုးကွယ်လို့ရှိရင်လည်းမရဘူးဘယကြောက်လို့မကိုးကွယ်ရင်မင်းကိုးကွယ်ရမယ်မကိုးကွယ်ရင်မလုပ်မယ်ညာလုပ်မယ်ဆိုရင်ကြောက်လို့ကိုးကွယ်တာဆိုရင်လည်းပဲတရဏဂုံမတည်ဘူးတဲ့ဒါကြောင့်မို့ပဏိပါဒဆိုတဲ့ဒီကိုအလေးအမြတ်လက်အုပ်ချီခြင်းရှ िख ိုးခြင်းဆိုတဲ့ဒီအမှုတွေကိုပြုတယ်လို့ဆိုတဲ့နေရာမှာမြင့်မြတ်တဲ့ပုဂ္ဂိုလ်တူအနေနဲ့လုံးမတရဏဂုံတရားရောက်တယ်လို့ဒီလိုစာပေကျမ်းဂန်မှာဆိုထားတယ်တခါအဲ့ဒီတရဏဂုံနဲ့ပတ်သက်ပြီးတော့မှတ်เสียနော်အဲ့ဒီလောကီတရဏဂုံဟာပြည့်ပြည့်စုံစုံဖြစ်ဖို့အတွက်လိုအပ်တာတွေရှိတယ်မပြည့်မစုံတဲ့ပဏိပါဒတရဏဂုံဟာတရဏဂုံပြီးပြီးပြင်းပြင်းမဖြစ်ဖို့ရလဲအကြောင်းတရားတွေရှိတယ်တရဏဂုံရဲ့အရှိန်အဝါကိုချဆင်းစေတတ်တဲ့အကြောင်း၃မျိုးကဘာလို့ဆိုအညာဏနားမလဲတာတစ်ခုမသိဘူးဘယ်လိုကိုးဝယ်ရမယ်ဆိုတာမသိဘူးနော်တန်တရဟုတ်မဟုတ်ကလားဖះဆိုတာဟုတ်မဟုတ်ကလားဆိုတဲ့မယုံတယုံနဲ့ကိုးကွယ်တာနောက်တစ်ခုကမိစ္ဆာညာဏမှားယွင်းတဲ့အတွေးတွေအမြင်တွေနဲ့ကိုးကွယ်တာအဲ့ဒါဆိုလို့ရှိရင်ဒီတရဏဂုံဟာယော့နေပြီးတော့သွားလိမ့်မယ်ဒါကြောင့်မို့အတိညာလည်းရှိရမယ်တန်တရားလည်းခင်းရမယ်မှန်ကန်တဲ့ညာအမြင်နဲ့ပြည့်စုံရမယ်မှန်မှန်ကန်ကန်မြင်နိုင်ရမယ်လို့ဒီလိုဆိုတာအဲ့ဒီတရဏဂုံဟာဘယ်လိုအခါမှာပြတ်တတ်တယ်လဲတရဏဂုံတချို့မေးလေးရှိတယ်တရဏဂုံပြတ်သလားမပြတ်ဘူးလားနတ်ရှ िख ိုးရင်ရောတရဏဂုံပြတ်သလားမပြတ်ဘူးအဲ့တော့ရှ िख ိုးတယ်ဆိုတဲ့နေရာမှာကိုးကွယ်လို့ရှ िख ိုးတာလားသို့မဟုတ်ကြောက်လို့ရှ िख ိုးတာလားရွယ်ချက်ရှိသေးတယ်ပေါ့ဟာနတ်ဟာလောကမှာအမြတ်ဆုံးပဲသူ့ရဲ့မြတ်တာမရှိဘူးတကိုးကြီးတယ်ဆိုပြီးတော့နတ်ကိုရှ िख ိုးတယ်တကိုးကြီးလို့အရာရာကိုသိနိုင်တဲ့အနေနဲ့ကိုးကွယ်ပြီးတော့နတ်ကိုရှ िख ိုးမယ်သို့မဟုတ်တ
တခြားဘာသာဆရာဘာသာခိုင်းကိုရှ िख ိုးမယ်အဲ့ဒီလိုရည်ရွယ်ချက်တွေနဲ့ရှ िख ိုးမယ်အမှန်တရားကိုသိတယ်ဒီဘာသာမှာမှန်ကန်တယ်ဆိုတဲ့အနေနဲ့ရှ िख ိုးရင်တော့ဒါတရဏဂုံပြတ်တယ်အဲ့ဒါတရဏဂုံပြတ်တယ်အဲ့ဒီတရဏဂုံပြတ်မှုဟာအပြစ်လဲရှိတယ်ပေါ့အပြစ်လဲရှိတယ်လို့ဒီလိုဆိုတယ်ဟောတရဏဂုံကဘယ်ချိန်မှပြတ်တတ်သေးတယ်လဲလို့ဆိုလို့ရှိရင်ဘုရားဘာသာဝင်နေတရဏဂုံတော့စောင့်တည်ထားတယ်အသက်ရှိတယ်သို့တော့သေသွားပြီဆိုလို့ရှိရင်တော့တရဏဂုံပြတ်တယ်အဲ့ဒါအဲ့ဒီပြတ်မှုကတော့အပြစ်မရှိဘူးသေသွားလို့ပြတ်တာကိုဘာဖြစ်လို့ပြတ်တယ်လို့ပြောတာတော့ဆိုဘုရားကုံတရားကုံသံဃာကုံသိနိုင်တဲ့စိတ်မှရှိမှမရှိတော့တရဏဂမနာဆိုတဲ့စိတ်တုပ်ပတ်မရှိတော့မရှိသည့်အတွက်ကြောင့်သေလို့ရှိရင်တရဏဂုံပြတ်တယ်ဒါကြောင့်မို့လို့ဗမာပြည်မှာတရဏဂုံတင်တယ်ဆိုတဲ့အယူဆတစ်ခုထပ်ပေါ်လာတယ်တရဏဂုံကပြတ်သွားလို့ပြန်တင်ပေးတယ်ဆိုသို့တော့သေတဲ့အပေါ်မှာလူသေးကောင်ကြီးကိုတရဏဂုံတင်လို့ရတော့မရဘူးသူဆောက်တည်ထားတဲ့တရဏဂုံဟာသူသေသွားရင်ပြတ်သွားပြီမရှိတော့ဒီလိုဆိုလို့တယ်အဲ့တော့ဘေးကလူတွေကတရဏဂုံတင်တာအဲ့ပြတ်သွားတယ်ဆိုတာကိုအကြောင်းပြုပြီးတော့လောက်ကြပုံရတယ်တရဏဂုံတင်တယ်လို့ဆိုတာအမှန်ကတော့ဖြစ်တဲ့နာတရဏဂုံတင်တယ်ဆိုတာသေတဲ့လူကိုတင်တာမဟုတ်ဘူးသူ့အတွက်ရည်စူးပြီးတော့ကုသိုလ်ကောင်းမှုပြုဖို့အတွက်ကြံရတဲ့ပုဂ္ဂိုလ်တွေကတရဏဂုံဆောက်တည်တယ်၅ပါးသီလခံယူတယ်ပြီးတဲ့အခါအမြတ်တမ်းပေးဝေတယ်ဒါပဲဖြစ်အောင်အဲ့ဒါမှမှန်ကန်တဲ့လမ်းကြောင်းလို့ဒီလိုပြောအောင်သေရင်တရဏဂုံပြတ်တယ်သို့တော့အပြစ်ရှိလားဆိုမရှိဘူးလို့ဒီလိုပြောအပြစ်မရှိတဲ့ဟာအကျိုးလည်းမပေးဘူးအဲ့ဒီပြတ်သွားတာအပြစ်မရှိသည့်အတွက်ကြောင့်မကောင်းကျိုးမပေးနိုင်ဘူးခုနကမကောင်းကျိုးကိုပေးနိုင်တရဏဂုံတခြားဘာသာကိုပြောင်းပြီးတော့ကိုးကွယ်လို့ဆိုလို့ရှိရင်တော့အပြစ်ရှိတယ်ပြက်လဲပြက်တယ်လို့ဒီလိုပြောရဒါတရဏဂုံနဲ့ပတ်သက်ပြီးတော့မှတ်စရာလေးတွေတရဏဂုံပြက်မပြက်ကောင်းပြီတရဏဂုံကိုးကွယ်ထားတဲ့ပုဂ္ဂိုလ်ဟာတရဏဂုံကိုစိကတ်ထားတဲ့ပုဂ္ဂိုလ်ဘုရားတရားတန်ခါယရဏသုံးပါးလို့ဆိုတဲ့တရဏကိုကိုယ်ဝယ်စိကတ်တဲ့ဥပဒကဥပတိကာမအမျိုးသားအမျိုးသမီးတရဏဂုံကိုယ်ဝယ်တဲ့အကျိုးကျေးဇူးဟာအလွန်ကြီးမားတယ်လို့ပြောတယ်။ဘာဖြစ်လို့တော့ဆိုလို့ရှိရင်မြတ်စွာဘုရားဟာတကယ်ကိုမှန်ကန်တဲ့တရားကိုဟောတယ်တရားကလည်းပဲတကယ်ကဲတင်နိုင်တယ်တန်ခါကလည်းပဲတကယ်အာယုံပြုလို့ရှိရင်အကျိုးကျေးဇူးတွေဖြစ်ပေါ်စေနိုင်တယ်ဒါကြောင့်မို့လို့ဖယားတရားတန်ခါကိုကိုးကွယ်စိတ်ကပ်လို့ရှိရင်တဲ့မြတ်စွာဘုရားယေကေစိဗုဒ္ဓံတရဏံကတာသေးနတ္တေခမိတ်တန္တိအပါယပုမေအပေမကြဘူးလို့ကိုဟောထားတယ်နော်တရဏဂုံတည်ရဲ့နဲ့တရဏဂုံစိတ်ကပ်တဲ့ပုဂ္ဂိုလ်ဟာအပေမကြဘူးဆိုတီယိုနိုင်ငံမှာဖြစ်ခဲ့တဲ့ဝတ္ထုလေးတစ်ခုကိုကြည့်တီယိုနိုင်ငံမှာတကားတူကဗုဒ္ဓဘာသာမဟုတ်ဘူးသူကအသက်မွေးဝမ်းကြောင်းဘာလုပ်လဲလို့ဆိုလို့ရှိရင်တန်ခါလုပ်ငန်းနဲ့အသက်မွေးတယ်ပေါ့ခုခေတ်တော့နားထောင်ကောင်းခေါ်တဲ့ရေလုပ်သားတဲ့နော်ရေလုပ်ငန်းနဲ့အသက်မွေးတယ်ပေါ့သေကနီးကြတဲ့အခါကျတော့ကိုလို့ရတဲ့ဟာကိုအာယုန်ထဲမှာလာထင်တာပဲဒါတဘာဝပဲကိုဘာတွေလုပ်ခဲ့တယ်ဆိုတာကိုအရေးမဲကြီးလို့သေကနီးကြလာပြီးတော့စိတ်ထဲမှာလွှမ်းမိုးနေမှာပဲသူလည်းသေကနီးကြတော့သူလှုပ်လာခဲ့တာငါးတွေဖန်သက်ရောင်ချဒီလိုလှုပ်လာတာဆိုတော့အဲ့ဒီအကုသိုလ်တွေကအရေးမဲကြီးလို့လာပြီးတော့လွှမ်းမိုးထားပြီသေလို့ရှိရင်ငရဲကြမှာသေချာနေအဲ့ဒီအချိန်မှာယဟန္တာကြီးတစ်ပါးကဆွမ်းခံရင်းနဲ့အဲ့တကားကြီးသေအံမူးမူးဖြစ်နေတော့တနာလို့ဆိုပြီးတော့ကြွသွားပြီးတော့သူ့ကိုအားပေးစကားပြောပြီးတော့အကိုရမဲ့ဖြစ်နေတဲ့အချိန်လေးမှာမင်းဘဝကူကောင်းအောင်ငါချပေးတာလေးလိုက်ဆုံးမလားဆိုပြီးတော့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃာတရဏံကိစ္ဆာမိဆိုတာချပေးတာ
လိုက်ဆိုလိုက်တယ်တန်ခါတရဏံကိစ္ဆာမိလဲဆိုလိုက်ရောမေးကပြုတ်ကျသွားပြီးရှာကလေးသွားတော့မဆိုနိုင်တော့ဘူး၅ပါးသီလအဲ့ဒါလို့ဆိုရင်းနဲ့စိတ်ထဲမှာအာကိုးသွားတယ်သူစိတ်ထဲမှာဒီဗုဒ္ဓံတရဏံကိစ္ဆာမိကိုအာကိုးပြီးတော့တည်သွားတော့ဘာဖြစ်တုံဆိုငရဲလွတ်ပြီးတော့သူကငရဲမရောက်တော့ပဲနဲ့ဘုံပစိုးနှတ်သွားဖြစ်တယ်နတ်ဆိုတာလူလိုမွေးနေရတာမဟုတ်ဘွားကနဲ့သွားဖြစ်တာအဲ့တော့ညကြတော့အဲ့ဒီရဟန္တာကြီးစီလာတယ်တဲ့အရှင်ဘုရားတဲ့သူဘုံပစိုးနှတ်ဖြစ်တဲ့အကြောင်းပြောတယ်ရှင်ဘုရားက၅ပါးသီလသာဆက်ချပေးလိုက်မယ်ဆိုရင်တပည့်တော်ဟာအထက်နတ်ပြည်တော်ရောက်မှာအခုတော့ရှင်ဘုရားကတန်ခါတရဏံကိစ္ဆာမိတင်ဆုံးသက်သွားတာဆိုတော့ရဟန္တာကြီးကပြောတယ်မင်းမှမဆိုနိုင်တော့တာတဲ့ငါကတော့ချပေးပါတယ်မင်းမဆိုနိုင်တော့ဘူးအဲ့ဒါသေကံကြီးမှာကဲတင်လိုက်တဲ့ချက်ဒီလိုကိုကဲနိုင်တယ်လို့ဆိုတာဒါတရားဓမ္မဟာဒီလိုကဲတင်နိုင်တယ်ဒါကြောင့်မို့တရဏလို့ခေါ်တာအဲ့ဒါလို့ကဲတင်ခဲ့တဲ့ဝတ္ထုဇာလန်းတွေဟာအများကြီးရှိတာပေါ့အေးကောင်းပြီဖယားတရားတန်ခါယရဏသုံးပါးကိုကိုးကွယ်ရအဖြစ်ကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေအမျိုးသားတွေကြတော့ဥပတကာလို့ခေါ်တယ်ဥပတကလို့ခေါ်တယ်အမျိုးသမီးတွေကြတော့ဥပတိကာလို့ခေါ်တယ်ဗမာပြည်ကထုံးစံအတိုင်းမဆိုတာလေးထက်ခေါ်တယ်ဥပတိကာမဒါယေကာဓာယိကာမလို့ခေါ်တာတိဘက်လူမျိုးတွေရဲ့ထုံးတမ်းစင်လာပဲဗမာတွေကလည်းတိဘက်တို့ဗာမင်းအနွယ်တွေဆိုတော့မထက်ခေါ်လို့ရှိတယ်နော်ဒါယေကာမဟောမလေးပါတယ်နောက်ကဥပဒကဥပတိကာမအဲ့ဒါတိဘက်ဘာသာစကားမှလည်းအဲ့တိုင်ပဲနောက်ကမပါတယ်အလုံးကြားဘူးရမို့လားဗမာလူမျိုးတွေရဲ့ဘယ်လူမျိုးကဗမာလူမျိုးတွေဆင်းသက်လာတယ်ဆိုတာတိဘက်တို့ဗာမင်းကနေစီးသက်လာတယ်ဆိုတာသမိုင်းကြောင်းဖတ်တဲ့လူတွေသိမှာပေါ့နော်အေးအဲ့လိုဥပဒကဥပတိကာမဖြစ်လာလို့ရှိရင်ပြည့်စုံရမယ်လိုက်နာရမယ်ဟာဘာလဲလို့ဆို၅ပါးသီလ၅ပါးသီလလုံရမယ်ဒါဗုဒ္ဓဘာသာဝင်နေအနေနဲ့၅ပါးသီလလုံရ၅ပါးသီလလုံမှတဲ့ပြည့်စုံတဲ့ဘုရားရဲ့ကိုးကွယ်မှုပြည့်ပြည့်စုံစုံဖြစ်နိုင်မယ်တဲ့ပြီးတော့၅ပါးသီလလုံယုံနေမကဘူးဘုရားကိုကိုးကွယ်တဲ့အမျိုးသားအမျိုးသမီးတွေဟာရှိရမယ့်အင်္ဂါရပ်တွေရှိသေးတယ်အဲ့ဒါတွေရှိပြီဆိုလို့ရှိရင်ဒါပြည့်ပြည့်စုံတယ်ပေါ့ယရနာလို့ခေါ်နိုင်တယ်ယရနာဝင်ဖြစ်သွားတယ်ဥပဒကယရနာဥပတိကာယရနာယရနာစံဝင်ယရနာအမျိုးသားအမျိုးသမီးဖြစ်ဖို့ရအတွက်ဘာတွေလိုအပ်လဲလို့ဆိုလို့ရှိရင်နံပါတ်1ကဘုရားရဲ့ခုံကိုယုံကြည်ခြင်းဆိုတဲ့တတ္တာရှိရနံပါတ်2က၅ပါးသီလဆိုတဲ့သီလကိုချင်းတရားရှိရနံပါတ်3ကဘာလဲလို့ဆိုရင်လောကီမင်္ဂလာတွေကိုမယုံအောင်ကောတုဟလမင်္ဂလာလို့ခေါ်တယ်လောကီမင်္ဂလာတွေကိုမယုံမဲနဲ့ကံကိုပဲယုံရမယ်လောကီမင်္ဂလာဆိုတာသိလားအခုကလူတွေပြောနေကြတာရှိတယ်လေဟေးပန်းသီးဖျားတင်လို့ရှိရင်ပန်းတတ်တယ်တဲ့မတင်ဘူးကြာပန်းလူလို့ကြာတယ်ပေါ့မြန်မြန်မအောင်ဘူးလို့အဲ့ဒါတွေဟာလောကီမင်္ဂလာတွေခေါ်တယ်နော်လောကီမင်္ဂလာတွေခေါ်တယ်အဲ့ဒါမျိုးတွေကိုမယုံရဘူးတဲ့မြန်မြန်ကြီးပွားခြင်းလို့နေချင်းညာချင်းကြီးပွားခြင်းလို့ဂျင်းမင်ဆိုင်တဲ့အကြံအောင်လို့ကြံဆိုင်တဲ့နော်မလေးအဲ့ဒါလူဟာတွေကိုယုံကြည်နေမယ်ဆိုလို့ရှိရင်ဥပဒကပိပိသားဥပဒကယေရနာတော်ဝင်ဥပဒကမဖြစ်ဘူးတဲ့ကံကိုပဲယုံကြည်ရမယ်ကိုလှုပ်တာကောင်းတဲ့ကံလားကုသိုလ်လားအကုသိုလ်လားဒါပဲသိရမယ်အဲ့ဒီမင်္ဂလာတွေကိုကောတုဟလမင်္ဂလာလို့ခေါ်တယ်ဟိုလူကပြောလိုက်ဒီလူကပြောလိုက်ဟုံနိုးနိုးဒီဟာဟုံနိုးနိုးအေးဘုရားဘာသာဝင်တွေတချို့များကြီးသေးတယ်နော်ကြီးပွားခြင်းတော့ဘာလို့တော့ဆိုကြီးကိုအကြီးသွားပြီးပရိစိတ်ရတာနဲ့သေးသေးစိတ်ရင်သေးမှဆိုလို့လားမသိဘူးနော်အဲ့တော့ကြီးကိုကြီးတို့ဘာတို့ညာတို့နဲ့အဲ့ဒီမှာဆွဲတော်တောင်မှပဲ၄စုတရတဲ့ဖူးရင်ဘာဖြစ်မယ်ညာဖြစ်မယ်နော်အမျိုးကိုစုံနေတာပဲကြိုက်ထီးကိုလည်း6ခေါက်တက်ရင်3ခေါက်တက်ရင်တချမ်းသာတယ်တဲ့ဟောအထမ်းသမားတွေ6ခေါက်ပဲကတော့မှာနော်ခုလည်းထမ်းနေရတော့မှသူတို့အများရန်ထမ်းနေတာပဲအဲ့ဒါလို့တောင်မစင်စားနိုင်အောင်ဖြစ်နေကြတယ်
ဒါတွေကအဓိကမဟုတ်ဘူးဆိုတာဟိုဒါလက်တွေ့မကြတာတွေကိုလောကလူတွေကယုံကြတယ်အဲ့ဒါတွေကိုမယုံမှုကအမှန်တမ်းအရေးကြီးတယ်ဟောနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုလုပ်ပြီးတကယ်ကိုကောင်းကျိုးချမ်းသာရဖို့လုပ်ပြီးဆိုရင်ဘုရားသာသနာကိုပဲလှုပ်တယ်လှူပြီးဆိုလဲဒီသာသနာကိုပဲဥတည်တယ်ကျန်တဲ့နေရာမလှူဘူးလို့ပြောတာမဟုတ်ဘူးအဓိကထားပြီးတော့လှူတယ်အဲ့ဒါဆိုလို့ရှိရင်ဒါဘုရားရဲ့တပည့်ဥပဒကဥပတိကမှတော်ဝင်ယရနာတွေဖြစ်လာနိုင်တယ်တဲ့ကောင်းပြီ၅ပါးသီလလည်းပြည့်စုံတယ်အခုလို့တော်ဝင်ဖြစ်စေနိုင်တဲ့အင်္ဂါရပ်တွေနဲ့လည်းပြည့်စုံတယ်ဘုရားဘာသာဝင်နေအယောင်းဝယ်မလုပ်ရတာ၅မျိုးရှိတယ်ဒါမြတ်စွာဘုရားလွန်ခဲ့တဲ့နှစ်ပေါင်း1500ကနေပြောခဲ့တဲ့ဟောခဲ့တဲ့တရားဘုရားဘာသာဝင်နေဟာအယောင်းဝယ်မလုပ်သင့်ဘူးမလုပ်ရဘူးလို့မလုပ်သင့်ဘူးလို့မြတ်စွာဘုရားဟောခဲ့တယ်ဘာတွေလဲလို့ဆိုလို့ရှိရင်တတ္ထဝနိစ္စလက်နဲ့အယောင်းဝယ်မလုပ်ရဘူးလက်နဲ့ဆိုတဲ့နေရာမှာလူတတ်တဲ့လက်နဲ့လူကိုသေစေတတ်တဲ့လူတတ်လက်နဲ့တွေအယောင်းဝယ်မလုပ်ရဘူးတဲ့ဘုရားဘာသာဝင်မြတ်စွာဘုရားဥပဒကဆိုရင်နော်တတ္ထဝနိစ္စလက်နဲ့အယောင်းဝယ် trade on weapons trade on weapons အဲ့ဒီပေါ်မှာအယောင်းဝယ်မလုပ်ရဘူးနောက်တစ်ခုကတတ္တဝနိစ္စလူတတဝါအယောင်းဝယ်မလုပ်ရဘူးတဲ့အခုလူကုန်ကူးတယ်ဆိုတာလေနော်မြတ်စွာဘုရားဟိုရှေးတုန်းကတည်းက2500တဲ့ဟောခဲ့တာအခုလူကုန်ကူးနေတာတွေကြီးကျယ်ဖြစ်နေတယ်ကမ္ဘာမှာအဲ့ဒါလို့လူတွေကိုရောင်းစားတာမျိုးမလုပ်ရဘူးတဲ့ကျွန်ဖြစ်ခိုင်းမှုရရောင်းစားတာတွေဒီကနေ့ခေတ်ဟာဒီနာမည်နဲ့လူကုန်ကူးတယ်ဆိုတဲ့နာမည်နဲ့ပြောနေကြတာတကယ်ကတော့ကျွန်ဖြစ်ရောင်းစားတာပဲဘာမှမထူးဘူးလူချင်းအဲ့တော့တတ္တဝနိစ္စလူကိုအယောင်းဝယ်မလုပ်ရဘူးတဲ့နော်လူကုန်မကူးရဘူးစာထဲမှာတကယ်ပါတာနော်ဒါဘုရားဘာသာဝင်ဖြစ်လာလို့ရှင်တတ္တဝနိစ္စလူတရားဝါတွေကိုကုန်ကူးတာမလုပ်ရဘူးနောက်တစ်ခုကမန္တဝနိစ္စအသားသက်ပြီးတော့ရောင်းတဲ့ဟာမျိုးမလုပ်ရဘူးဆိုလိုတာကအသားသက်လိုင်စင်မဆွဲနဲ့အဲ့ဒါနဲ့အယောင်းဝယ်မလုပ်နဲ့လို့ပြောတာနော်အဲ့ဒါမျိုးနဲ့အစည်းအဝါးမရှာသင့်ဘူးနောက်တစ်ခုကဘာလို့ဆိုမစ္ဆဝနိစ္စဒီမူရစေဝါအယောင်းဝယ်မလုပ်ရဘူးကြမြတ်စွာဘုရားပြညတ်ခဲ့တာတွေလောကမှာတကယ်ဟုတ်တာနော်မူရစေဝါမောင်ကိုကူးတာဆိုတချို့နိုင်ငံတွေကသေဒဏ်ပေးတာလေ capital punishment သေဒဏ်ပေးတာဒီနာနိုင်ငံတွေမှာဆိုမလေးရှားတို့စင်ကာပူတို့ဆိုရင်မူရစေဝါမောင်ကိုကူးတဲ့လူဟာသေဒဏ်ပေးတာပဲသူတို့နိုင်ငံဗီဇာယူလို့ရှိရင်စာကြီးကိုရေးထည့်ထားတာမူရစေဝါမလုံးနဲ့သေဒဏ်ပေးလိုက်မယ်ဆိုတာဒါလည်းလှုပ်တာပဲလှုပ်တဲ့လူကတော့အဲ့တော့မြတ်စွာဘုရားကဘုရားရဲ့ဥပဒကတွေဟာမစ္ဆဝနိစ္စသေရဲ့အယောင်းဝယ်မလုပ်ရဘူးတဲ့မူရစေဝါအယောင်းဝယ်မလုပ်ရဘူးတဲ့နောက်တစ်ခုကဘာတော့ဆိုတတ္တဝါတွေကိုသေစေတတ်တဲ့အစိတ်အယောင်းဝယ်မလုပ်ရဘူးဝိတဝနိစ္စတဲ့အစိတ်အယောင်းဝယ်မလုပ်ရဘူးဟောအဲ့ဒါဘုရားဘာသာဝင်နေမလုပ်တဲ့နဲ့မလုပ်ရမဲ့ကုံသွယ်မှု၅မျိုးတဲ့နော်လက်နဲ့ကုံသွယ်မှုလူတရားဝါလူကုန်ကူးမှုလူကုန်ကူးမှုအသက်လိုင်စင်နဲ့စီးပွားရှာမှုနော်မူရစေဝါကုန်ကူးမှုအစိတ်တတ္တဝါတွေကိုသိစေနိုင်တဲ့အစိတ်တွေကုန်ကူးမှုအဲ့ဒါတွေဟာရှောင်ရမယ်လို့ဒီလိုမြတ်စွာဘုရားဟောထားတာတွေသုတ်တန်တွေထဲမှာရှိပါတယ်ဒါကြောင့်မို့လို့ဒီကနေ့ဘာသာတရားနဲ့ကိုယ်ွယ်မှုတရဏဂုံဆိုတာအတော်လေးအထက်ကရာကျမ်းတဲ့ကထုတ်နှုတ်ပြီးတော့ဘုန်းကြီးတို့အားလုံးသိရှိအောင်လို့ဟောကြားခြင်းဖြစ်ပါတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဘုရားတရားသံဃာလို့ဆိုတဲ့ယရဏ၃ပါးလောကမှာပေါ်ပေါက်လိုက်တဲ့ဘာသာတရားကြီးတွေထဲမှာဘုရားတရားသံဃာလို့ဆိုတဲ့ယရဏ၃ပါးကိုကိုးကွယ်ရတဲ့ဆိုတာဘယ်လိုယုံကြည်ခြင်းနဲ့ကိုးကွယ်တယ်ဘယ်လိုအကျိုးကျေးဇူးတွေရှိတယ်နော်ဘယ်လိုပျက်စီးနိုင်တယ်ဆိုတာတွေဒါတွေကိုသိရှိနားလည်ပြီးတော့
ဆောင်နေတာဆောင်ရှောင်နေတာရှောင်ပြီးတော့မိမိတို့ရဲ့ဘဝဟာကောင်းအောင်တဘဝတဲ့တဘဝတာလွန်ကောင်းမွန်တဲ့ဘဝတစ်ခုကိုရပြီးနောက်ဆုံးမှာနိဗ္ဗာန်ချမ်းသာထိအောင်မျက်မှောက်ပြုနိုင်အောင်ကြိုးစားအားထုတ်ကြမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းသာဓုပါဗျာကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေ